အဲ့ဒီနှစ်ကကျွန်တော်14နှစ်ပြည့်တဲ့နှစ်ပေါ့ကျွန်တော်ရဲ့တိတ်ဆိတ်အေးချမ်းတဲ့မြို့ကလေးကိုဖောက်ခွဲပလိုက်တဲ့သတင်းကတော့ Aqua Blood ဆိုတဲ့ရေပန်းဥယျာဉ်ကြီးပဲထူဆန်းအွန်လာတဲ့ရေပန်းဥယျာဉ်ကြီးရဲ့အကြောင်းကိုလေမြို့ထဲမှာရှိတဲ့လူတွေဟာAqua တဲ့တစ်ချိန်လုံးပြောနေကြတာတခြားအကြောင်းပြောစရာမရှိတော့သလိုပါပဲအဲ့ထဲမှာကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းလဲပါရာပေါ့လေမွေကြီးတကောင်လို့အလိန်ကောက်ပြီးပြင်းနေတဲ့ရှောတွေအင်းငင်းလေးလိုက်သွားလို့ရမယ် slowly river တွေပင်လယ်လှိုင်းအတူတွေလည်းပါတီးရတယ်နောက်ဆုံးတော့ကျွန်တော်လဲရှိသမျှအိမ်အလုပ်တွေအားလုံးကိုတိမ်ကြုံကုန်းယုံပြီးလှုပ်လိုက်တာမမေနဲ့ဖေဖေကစုကြည်အနေနဲ့ကျွန်တော်နှစ်ရက်စာလက်မှတ်နှစ်ဆောင်တောင်ပြီးတယ်အောင်မြင်သွားပြီကျွန်တော်လည်းအိတ်လက်မှတ်တွေကိုယူပြီးတော့ခြေတောက်ကမြေကြီးနဲ့တောင်မထိတော့ဘူးအောင်မြင်တဲ့ခြေလမ်းနေနဲ့အကောစီလာနေတော့မှပဲအပဝါမှာဟာဟျောင်း Alex oh my god ကျွန်တော်ရဲ့အတန်းနဲ့တငယ်ချင်းနဲ့တွေ့တာဝမ်းသာလိုက်တာတို့နှစ်ယောက်တူတူတောင်းကြလို့ရပြီကဲဝင်ကြဆိုဟေ့အထဲကိုလည်းရောက်ရောအိုးပန်ဖလက်ထဲကတည်းပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပါလားအကြီးကြီးပဲဒီ water bomb ကလူတွေဆိုတာလဲတစ်မြို့လုံးကလူတွေဒီရောက်နေတယ်လို့ပဲစူညံနေတာပဲအပြိုင်ဆိုင်စကားတွေပြောနေကြတာဒါနဲ့ကျွန်တော်နဲ့သူလဲအမြင့်ဆုံးမှရှိတဲ့ရေလျှောကိုစီးဖို့တက်လာခဲ့ကြတယ်90ဒီဂရီနီးပါးမတ်ဆောက်နေတဲ့ဒီရေလွှာလျှောကိုစီးဖို့ကျွန်တော်ရင်နေခုံနေရယ် Alex ကိုကြည့်လိုက်တော့အမသူကအေးဆေးပဲတင်ငိမ့်နေတာပဲအိမ်မှာရက်နေတဲ့ဝင်းထန်းအကိုကကျွန်တော်ကိုအသက်ကယ်ဖောင်လေးတစ်ခုပေါ်တက်ခိုင်းတယ်ပြီးလက်ပြီးတော့တွန်းချလိုက်ပါလေရောice ကောင်းလိုက်တဲ့အရာတာပဲအဲ့ဒါကျွန်တော်နောက်ကဆင်းလိုက်လာပြီးကျွန်တော်ရဲ့ဖောင်လေးကိုလာတိုက်တယ်တဘောရိချလိုက်တာကျွန်တော်တို့ညောင်ကဲလာဟင်းနောက်တစ်ခုသွားစီရအောင်ဆိုပြီးကျွန်တော်တို့ဟာပင်လယ်လှိုင်းလုံးအတုလုပ်တဲ့ဂေခံကိုသွားခဲ့ကြတယ်။အော်ဒါလက်မိုက်တာပဲ။အဲ့ဒါပြီးတော့ slow river ဆိုတဲ့ဖြည်းဖြည်းလေးစီးနေတဲ့မြစ်ထဲကိုမျောဆင်းကြတာပေါ့။ဒီလိုနဲ့အချိန်နေတော်တော်ကြာလာတော့လူလည်းတဖြည်းဖြည်းပါလာတယ်။အဲ့တော့ကျွန်တော်က Alex ကိုပြောလိုက်တယ်။ဟဲ့ငါတို့ဟိုမွေးလင်မွေးကောက်ရှော့ကိုသွားစီးကြရအောင်လေ။တော်တော်မိုက်မှာပဲအဲ့ဒါလည်းကြည့်ရတာကိုကစိတ်ဝင်စားစရာကြီးကြည့်ပါဦးဟိုမှာ Alex ကအေးကွာမနေ့ကလာသွားတဲ့တငယ်ချင်းကပြောတယ်အဲ့ဒီမွေလေးကိုမွေကောက်ကြည့်ရတဲ့တချို့နေရာမှာမှောင်မဲနေရပဲတဲ့အရန်စိတ်လှုပ်ရှားဖို့ကောင်းတယ်တဲ့ငါတော့တဘောကြတယ်ဟမ်အဲ့ချိန်မှာကျွန်တော်တွေးဝေသွားတယ်ဟဲဟျောင်းဖြစ်ပါမလားငါအမှောင်ကြောက်တယ်ကွာ Alex ကမင်းအောင်လေကွာယောက်ျားလေးဖြစ်ပြီးတော့ဘာမှကြောက်စရာမရှိဘူးအားလုံးကကစားနေကြတာပဲတို့ကြီးပဲမှမဟုတ်တာတခြားလူတွေလည်းပါသေးရဲ့လေတို့သွားနေရဲ့နောက်မှာတခြားလူတွေလည်းရှော့ဆင်းလာမှာပဲဥစ္စာမင်းဘာမှစိုးရိမ်မနေနဲ့ငါလည်းတူတူရှိနေမှာပဲမင်းနဲ့အဲ့လိုလည်းပြောရောလုပ်ကြည့်မယ်လေဆိုပြီးကျွန်တော်သူနဲ့တူတူတက်လိုက်လာခဲ့တယ်ထိတ်ကိုလည်းရောက်ရောစောင့်နေတဲ့ဝန်ထမ်းအကိုနဲ့မှဘလို့ကင်ပြီးရှော့ဆင်းရမယ်ဘာတွေကိုမလုပ်ရဘူးဆိုတာတွေကိုတေချာရှင်းပြတယ်ဒီလည်းပြီးရောကျွန်တော်နဲ့ Alex နဲ့တလဲစီပဲရှော့စီးပြီးဝင်လိုက်တယ်ဝင်ချင်းမှာပဲ Alex ကဟဲ့ fighting နော်ငါမင်းနောက်မှရှိမယ်ဆိုပြီးကျွန်တော်တွန်းချလိုက်တာအိုးကြချင်းမှာပဲအမောင်တို့ကကျွန်တော်တကူလုံးကိုဝါမြူပလိုက်တယ်လို့ပဲမောင်မဲအီးစဲနေတဲ့တွင်းကြီးထဲကိုကျွန်တော်ဟာကြားတယ်လဲတယ်ပတ်ချလဲနဲ့ကြားလိုက်တာမပြီးဆုံးနိုင်ဘူးလိန်ကြရင်လည်းပဲကျွန်တော် Alex ရဲ့အတန်ကိုကြားလိုက်ရတယ်ဝေးกว่าလွန်လိုက်တာနောက်ဆုံးတော့ကျွန်တော်ဟာမူးဝေးလာတယ်အန်ကန်ကြီးဖြစ်နေပြီအဲ့ဒီအချိန်မှာပဲကျွန်တော်ဟာအပေါက်တစ်ခုကနေဖုတ်ဆိုထွက်ကြလာပြီးတော့အောက်ကရေထဲကိုဘွန်းကနေပြုတ်ကျသွားလိုက်တာမျက်စိထဲတွေရောနှာခေါင်းထဲတွေရောရေတွေဝင်ကုန်ပါလေရောကျွန်တော်
အခုဖြစ်နေတော့မှပဲဟိုဘက်အပေါက်ကနေပြီး Alex ကလည်းဆင်းလာတယ်သူလည်းရေတွေဝင်ပြီးတော့ကြောင်းနေတော့စိုးနေရပြီးတော့ကျွန်တော်လှမ်းကြည့်ပြီးတော့ဒီကောင်ထင်တာထက်ပြင်းပါလားဟမ်မင်းကပြင်းမဲ့ပြင်းငါအန်တောင်ထွက်တော့မယ်ကျွန်တော်နှစ်ယောက်လည်းအဲ့ဒီရေကန်ထဲကတက်ပြီးတော့မော်မော်နဲ့ဘေးမှာရှိတဲ့ခုံတန်းလားလေးမှာထိုင်ပြီးတော့ဟိုကြည့်တီကြည့်နေမိတယ်နေဝင်ချိန်ရောက်လာတော့လူတွေတဖြည်းဖြည်းပိုပါလာပြီနေဆောင်လာတာနဲ့အမျှအေးဓာတ်ကလည်းပိုးများလာတယ်ဒါနဲ့ပဲ Alex ကိုပြောလိုက်တယ်ဟျောင်းတို့တွေဒီနေ့တော်လောက်ပြီထင်တယ်မနေ့ပြန်မှပဲထပ်လာကြစို့ဆိုပြီးကျွန်တော်တို့နှစ်ယောက်ဟာအပဝဘက်ကိုလမ်းလျှောက်လာခဲ့ကြတယ်လျှောက်သွားနေနေပဲအမတ်မထင် Aqua Tester ကြီးကိုလှည့်ကြည့်မိကြတယ်အော်ဂျိုးရစိတ်သွားတယ်လို့ပဲတခုခုပဲနော်ဒါကြီးကလျှောက်လာရင်လည်းပဲကျွန်တော်တို့ကရေကန်အဆုံးကိုရောက်လာတယ်အဲ့ဒီအချိန်မှာမမျော်လင့်မဲ့ရေကန်အလေကလူတွေရဲ့အော်တန်ကိုကြားလိုက်ရတယ်ဒါနဲ့ကျွန်တော်တို့ညကဲပြေးကြည့်အောင်ဘာဖြစ်နေတာလဲမသိဘူးဆိုပြီးတော့ရေကန်နာအလယ်နာလဲရောက်ရောရေကန်ထဲကလူတွေကကဲကြပါကျွန်တော်တို့ဆွဲချနေပါတယ်ဆိုပြီးအော်နေရဟာရောက်ဘာဖြစ်တာလဲဘေးနာအမျိုးသမီးကလည်းမသိဘူးသူတို့ဆွဲချနေရဆိုပြီးအော်နေရဟမ်ဟုတ်လားဘာဆွဲချနေရလဲပြောဆိုနဲ့ပဲကျွန်တော်တို့ညဟာရေကန်စီကိုရှောက်သွားလိုက်မိတယ်ပြီးတော့တခါတည်းခုန်ဆင်းပြီးတော့သူတို့ကိုကယ်ဖို့ကူးသွားခဲ့ကြတယ်ဒါပေမဲ့ဒူးစနာကျွန်တော်ဘေးရရေတွေဟာဝဲကြီးရလို့ပဲပတ်ချလဲလာပြီးတော့အရန်တမာတဲ့လက်တစုံကကျွန်တော်ခြေထောက်ကိုလာပြီးဆွဲလိုက်တယ်သူကဆောင်းဆွဲလိုက်တဲ့အချိန်မှာကျွန်တော်လန့်ပြီးအသက်ရှူလိုက်မိတယ်အော်ရေတီးသွားပြီရေတွေကျွန်တော်အဆုတ်ထဲကိုတော်တော်ဝင်သွားတယ်ကျွန်တော်ဝါဖြစ်နေတဲ့အချိန်မှာပဲအဲ့ဒီတန်မာတဲ့လက်တစုံကကျွန်တော်ကိုဟိုးရေအောက်ကိုနက်တဲ့အထိဆွဲခေါ်သွားလေရဲ့ဟာငါတော့သွားပြီလို့တွေးနေတဲ့အချိန်မှာပဲအဲ့ဒီလက်ကလွတ်သွားတာနဲ့တပြိုင်နက်ကျွန်တော်ဟာရေခံပေါ်တရှိန်ထိုးကူးပြီးတက်လာခဲ့တယ်Alex ကလည်းပြေးလောနဲ့ကျွန်တော်ကိုလာဆွဲပြီးရေကန်ပေါင်ပေါ်ကိုတင်လိုက်တယ်။ပါဇက်ကလည်းဆက်တိုက်ဟျောင်းဘာဖြစ်တာလဲကျွန်တော်ကဟျောင်းကြီးထိုးဆန်းလိုက်တာငါ့ကိုလက်တစ်ဖက်ကရေအောက်ကိုအတင်းဆွဲချတာငါဘလို့မှယုံလို့ကိုမရဘူး။ပြောရင်းဆိုရင်နဲ့စောအော်နေတဲ့လူကိုလှမ်းကြည့်လိုက်တော့ကန်ထဲမှာလူတွေရှင်းလို့တော်ပါသေးရဲ့ကယ်ဆယ်ကြီးကသူတို့ကိုကယ်နိုင်လိုက်တယ်အကုန်လုံးကံပေါင်ပေါ်ရောက်နေကြပြီအဲ့ဒီချိန်မှာပဲကယ်ဆယ်ကြီးသမားနဲ့တာဝန်ရှိသူတွေကလာပြီးတော့မြန်ထွက်ကြပါမြန်ပြန်ကြပါကျွန်တော်တို့ဒီနေ့စောပိတ်မရမယ်လို့ပြောလို့ကျွန်တော်တို့လည်းအမြန်ဆုံးနည်းနဲ့ Aqua Flash ကနေထွက်လာခဲ့ကြပါတော့တယ်နှစ်ယောက်သားစကားတပြောနဲ့ပြန်လာကြပြီမယ်ခန်းစားချက်ကတော်ကိုခံစားလို့မကောင်းဘူး။ဟျောင်းအဲ့ဒါဘာကြီးလဲဘလို့မှကိုတွေးလို့မရပါဘူး။အိမ်ရောက်တော့လဲကျွန်တော်လေးရင်နွေးတွေနဲ့တကိုယ်လုံးတေချာစက်ပြတွေတိုက်ချွတ်စီကြောပြီးမှညအိမ်ရဝင်ခဲ့တယ်။ဒါပေမဲ့လဲအိမ်မက်ထဲထိအဲ့ဒီလက်ကြီးနဲ့ရေဝဲတွေကလိုက်လာနေတော့မယ်အိမ်မက်ဆိုးတွေမက်လိုက်တာလူတွေကြောက်လန့်တကြားနဲ့ဟိုပြောနေကြတာနဲ့ပတ်သက်ပြီး Aqua Flash ရဲ့ပိုင်ရှင်ဟာဒါဟာမတော်တဆမှုတစ်ခုလေးပါရေဝဲဖြစ်သွားတာပါလို့ပြောခဲ့ကြပါတယ်အင်တာဗျူးတွေလည်းဖြေခဲ့ကြတာပေါ့လေဒါပေမဲ့လည်းနောက်တစ်လလောက်မှာပဲ Aqua Flash ဟာအပီးအပိုင်ပိတ်သိမ်းသွားပါတော့တယ်တာဝန်ရှိပုဂ္ဂိုလ်တွေကဘာကြောင့်ဖြစ်တယ်ဆိုတာဘယ်သူမှမကြေညာပေမဲ့လဲကျွန်တော်နဲ့ Alex ကသိနေတယ်လေကျွန်တော်တို့သိခဲ့ကြတယ်ကျွန်တော်တို့ကိုတွေ့ကြုံခဲ့ကြတယ်လေလမ်းစရာကြီးနော်ကိုတွေ့ကြုံခဲ့တဲ့ကျွန်တော်ဟာ
ဒီအိမ်မက်ဆိုးတွေကနေရုံးထွက်နိုင်ဖို့